စီလာတဲ့ရက်ွက်တွင်တို့အယောင်လန်းလာပြီဖလားလေးတွေကငါမြောက်လို့အလူကဖွေးလို့ရောက်စီလာပြီပြိုတရားနဲ့မြမစပါဝင်လို့လို့တောင်းနာကူတို့ပြူကတန်ရာတွေ့ယူတရားနဲ့မြမစပါဝင်လို့လို့တောင်းနာကူတို့ပြူကတန်ရာတွေ့ယူစုပေါင်းကကူတို့ပြူရဲ့အလူကန်လာပြီအလူကန်လာပါပြီကြေးရတွင်တို့အယောင်လန်းလာပြီဝိုင်းဝန်းကပါရမီကြီးတို့အလူကဖွေးလို့ရောက်စီလာပြီပြိုတရားနဲ့မြမစပါဝင်လို့လို့ဒါနာကူတို့ပြူကတန်ရာတွေ့ယူတရားနဲ့မြမစပါဝင်လို့လို့ဒါနာကူတို့ပြူကတန်ရာတွေ့ယူကျိုးဆောင်ကလူကြဖို့ရွေအလူကန်လာပြီအလူကန်လာပါပြီချမ်းသာကြစေအလူရှင်အလူမတို့တွေချမ်းသာကြစေအော်အလူရှင်အလူမတို့တွေချမ်းသာကြစေအလူရှင်အလူမတို့တွေချမ်းသာကြစေစီးစိမ်ဥစ္စာတို့ကယတနာမိုးတို့သုံးပြိုရွာပါစေပမာဏကိုပဓာနာမထားပါသက်ဆွမ်းသမျှလူရန်မူရင်အလူရှင်အလူမတို့ရဲ့နေအိမ်မင်္ဂလာစီကျိုးတို့သောမောင်မေတို့ရဲ့အလူကန်လာပြီအလူကန်လာပါပြီရက်ွက်တွင်တို့အယောင်လန်းလာပြီဖလားလေးတွေကငါမြောက်လို့အလူကဖွေးလို့ရောက်စီလာပြီပြိုတရားနဲ့မြမစပါဝင်လို့လို့ဒါနာကူတို့ပြူကတန်ရာတွေ့ယူတရားနဲ့မြမစပါဝင်လို့လို့ဒါနာကူတို့ပြူကတန်ရာတွေ့ယူစုပေါင်းကကူတို့ပြူရဲ့အလူကန်လာပြီအလူကန်လာပါပြီကြေးရတွင်တို့အကြောင်းလန်းလာပြီဝိုင်းဝန်းကပါရမီကြီးလို့အလူကဖွေးလို့ရောက်စီလာပြီပြိုတရားနဲ့မြမစပါဝင်လို့လို့ဒါနာကူတို့ပြူကတန်ရာတွေ့ယူတရားနဲ့မြမစပါဝင်လို့လို့ဒါနာကူတို့ပြူကတန်ရာတွေ့ယူကျိုးဆောင်ကလူကြဖို့ရွေအလူကန်လာပြီအလူကန်လာပါပြီအလူရှင်အလူမတို့တွေချမ်းသာကြစေအလူရှင်အလူမတို့တွေချမ်းသာကြစေအော်အလူရှင်အလူမတို့တွေချမ်းသာကြစေအလူရှင်အလူမတို့တွေချမ်းသာကြစေစီးစိမ်ဥစ္စာတို့ကယတနာမိုးတို့သုံးပြိုရွာပါစေပမာဏကိုပဓာနာမထားပါသက်ဆွမ်းသမျှလူရန်မူရင်အလူရှင်အလူမတို့ရဲ့နေအိမ်မင်္ဂလာစီအကျိုးတော်ကြောင့်မောင်မေတို့ရဲ့အလူကန်လာပြီအလူကန်လာပါပြီ